အားလုံးပဲမင်္ဂလာပါဒီတစ်ခါ clear all formatting ကိုလေ့လာမယ်စာပိုင်းတစ်ခုဖန်တီးလိုက်မယ် clear all format ကိုလေ့လာဖို့အတွက်စာပိုင်းတစ်ခုဖန်တီးတဲ့ညီမျှခြင်း IN run ဒီတစ်ခါစာပိုင်းကြတော့တစ်ပိုင်းပဲဖန်တီးမယ်စာကြောင်းကို10ကြောင်းလောက်လုပ်လိုက်မယ်ကာစာအနောက်မှာထားပြီးတော့ enter နှိပ်တဲ့စာပိုင်းတစ်ပိုင်းနဲ့စာကြောင်း10ကြောင်းလောက်သူရလာတယ်ဒီ clear all formatting လုပ်ဖို့ဆိုရင် select မှတ်ရတယ်ရင်ဆုံး select မှတ်တယ် clear all formatting တူဘာမှမပြောင်းလဲဘူးဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာဘာ format မှမထည့်ရသေးလို့ဒါဆိုကျွန်တော် format တစ်ခုခုထည့်လိုက်မယ်ဒါကမူလပုံစံစာလုံးပေါ့မူလပုံစံစာလုံးကိုစာလုံးနည်းနည်းပေးကြည့်လိုက်တယ်စာလုံးဒီပုံကိုနှိပ်လိုက်ရတယ်ဒီပုံကိုနှိပ်လဲစာလုံးကြည့်တယ်မဟုတ်ရင် shortcut ဒီပုံကိုထောက်ပြီးတော့ shortcut အနေနဲ့ control shift ဒီ greater than ကိုနှိပ်ပြီးတော့လဲစာလုံးကြည့်တယ် control shift greater than ဒီဘက်ခြမ်းမှာဆိုရင် control shift less than ဒီစာကြောင်းကို select မှတ်တယ် control shift greater than control shift less than decrease font size increase font size က control shift greater than ကျွန်တော်က control shift greater than ဒါဆိုရင်ဒီစာလုံးကမူလပုံစံစာလုံးနဲ့မတူတော့ဘူးသူစာလုံးကြီးတဲ့ format ဝင်နေပြီဒါဆိုရင် clear all format မူလပုံစံအတိုင်းပြန်ဖြစ်သွားတယ်ပြန်လုပ်မယ်ဒီစာလုံးကြီးရှင်တဲ့စာကြောင်းကိုကျွန်တော် select မှတ်လိုက်တယ် control shift greater than control shift less than control shift greater than clear all format ဆိုရင်မူလပုံစံအတိုင်းဖြစ်သွားတယ်နောက်တစ်ခုကဒီမှာဆိုရင် control bold စာလုံးထူအောင်လုပ်တယ်ဒီစာကြောင်းမှာဆိုရင်ဒီတစ်ခုကြတော့ italic ကြတော့ control I စာလုံးဆောင်းဖြစ်သွားပြီဒီစာလုံးဆောင်းကိုနည်းနည်းပေးကြည့်လိုက်မယ် control shift greater than ဒီစာလုံးကို control U ဒီမှာ U က control U ဒီအပေါ်ကအပုံကိုနှိပ်ရင်လည်းရတယ်ကိုမြင်သားခြင်းတဲ့စာလုံးကို select မှတ်တယ်ဒီ U ပုံကိုနှိပ်ရင်လည်းရတယ်မဟုတ်ရင်ကိုမြင်သားခြင်းတဲ့စာလုံးကို select မှတ်တယ်ဒီ U ပုံကိုမနှိပ်ချင်ဘူး shortcut နဲ့နှိပ်ချင်တယ်ဆိုရင် control U နှိပ်ရတယ်strike through ကစာဖြတ်လိုက်တဲ့ပုံစံဖြစ်သွားတယ်ဒီမှာ subscript control ညီမျှခြင်း superscript control shift ညီမျှခြင်းဒီဘက်ခြမ်း superscript control shift ညီမျှခြင်းဒါကမူလပုံစံနဲ့မတူတော့ဘူးဒါက format ထည့်ထားပြီဒီစာလုံးတွေ format ထည့်ထားပြီပြီးတော့ text effect typography ထည့်အောင်မယ်ကျွန်တော်ကဒီ effect ထည့်ထားမယ် highline ကြတော့ formatting နဲ့ဖြတ်လို့မရဘူးเนาะ highline ထည့်လိုက်မယ်မှာ highline တစ်ခုထည့်လိုက်တယ်ဒီဘက်ခြမ်းမှာလည်း font color အနီရောင်ထည့်ထားလိုက်မယ်ဒါတွေအကုန်လုံးကမူလပုံစံနဲ့မတူတော့ဘူးဒီမှာလဲ change case မှာဒီ toggle case ကိုလောက်ထားလိုက်မယ်ဒါတွေအကုန်လုံးကမူလပုံစံကိုပြောင်းချင်တယ်ဆိုရင် clear all format မူလပုံစံပြောင်းသွားတယ်ဒီ highline ကြတော့ no highline ရွေးမှရမယ် no highline ဒါဆိုရင်မူလပုံစံပြောင်းသွားတယ်ဒီမှာလဲမူလပုံစံမပြောင်းဘူး clear all format မူလပုံစံမပြောင်းဘူးဆိုရင်ဒီဟာကို standard case ပြောင်းရမယ် standard case lower case standard case lower case standard case အဲ့လိုမျိုးကိုလိုက်ပြောင်းရတယ်
clear all format ကမူလပုံစံကိုပြောင်းပေးတာဖြစ်ပါတယ်ပြောင်းလို့မရရင်ဒီ highline ဆိုရင်မူလပုံစံပြောင်းလို့မရဘူး highline ထည့်လိုက်မယ် highline ထည့်လိုက်တယ်ဒါဆိုရင်ဒီ highline ကိုဖျောက်ချင်တယ်ဆိုရင် clear all format နဲ့ဖျောက်လို့မရဘူး highline ကို no color ရွေးမှ highline ပျောက်တယ်တခြား font color တို့ text effect တို့ဒီ superscript တို့ subscript strike through underline italic bold ကြတော့ clear all format နဲ့ဖြတ်လို့ရတယ်မူလပုံစံကိုပြောင်းလို့ရတယ် clear all format နဲ့မူလပုံစံကိုပြောင်းလို့ရတယ်ဒါက clear all formatting ကိုလေ့လာတာဖြစ်ပါတယ်